မင်္ဂလာပါရှင်။တဟာကထိုင်မြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ဦးကျော်ငင်းကို CNL ပါတီဒုဥက္ကဋ္ဌ၄မှာအနာပေးပြီးတော့မိုင်မိုနီကာအားအစားထိုးခန့်အပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ဝန်ကြီးဟောင်းဦးကျော်ငင်းသည်ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ SAC ကိစ္စတွင်ပါဝင်သောကြောင့်CNL ပါတီဒုဥက္ကဋ္ဌ၄နေရာမှာအနာပေးပြီး၎င်းကိုစားမိုင်မိုနီကာအားအစားထိုးခန့်အပ်ကြောင်းသိရှိရပါတယ်။ဦးကျော်ငင်းက SAC ကိစ္စမှာပါမပါဆိုတဲ့ကိစ္စကျွန်တော်တို့မသိပါဘူး။ပါတီရဲ့ဥက္ကဋ္ဌ၄နေရာကနေအနာပေးဖို့ဖေဖော်ဝါရီလ16ရက်နေ့မှာထွက်စာတင်တာကိုအဲ့ဒီနေ့မှာပဲလက်ခံခဲ့ပါတယ်။ပါတီနီဥပဒေ56ကာကြီးအရာဗဟိုအလုပ်အမှုဆောင်ဖွဲ့ကတဘိုးတူလက်ခံတာဖြစ်ပါတယ်။အနားယူခွင့်တောင်းဆိုသည့်အတိုင်းပါတီ၏ဒုဥက္ကဋ္ဌ၄နေရာကနေနှုတ်ထွက်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းသူ့ကိုပါတီအဖွဲ့ဝင်ကနေထုတ်ပယ်လိုက်လို့သူနဲ့ဘာမှပတ်သက်ဆက်နွယ်မှုတွေပြုလုပ်တော့မှာမဟုတ်ပါဘူးလို့ CNL ပါတီအထွေထွေအတွင်းရေးမှူးစလိုင်းကျဲဝိထောင်းကအခက်ထိုင်သတင်းဌာနကိုပြောပြခဲ့ပါတယ်။သူကဆက်လက်ပြီးတော့ဦးကျော်ငင်းကိုစားပလက်ဝမြို့နယ်မှာမိုင်မိုနီကာကိုအစားထိုးခန့်အပ်လိုက်ပြီးမိုင်မိုနီကာဟာ2015ခုနှစ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။နိုင်ငံရေးအရာမှာလည်းအတွေ့အကြုံရှိပြီးတော့အကူအထားထိုက်တဲ့အမျိုးသမီးတဦးလည်းဖြစ်တယ်လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်။ဦးကျော်ငင်းသည်သမရဦးသိန်းစိန်လက်ထက်တွင်ချင်းပြည်နယ်တစ်တော်ဝင်ကြီးတာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်ပြီးချင်းတိုးတက်ရေးပါတီတွင်ဒုတိယဥက္ကဋ္ဌKACC တွင်ဥက္ကဋ္ဌနှင့် CNL ပါတီတွင်ဒုတိယဥက္ကဋ္ဌ၄နေရာများတွင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း2020ခုနှစ်ရွေးကောက်ပွဲတွင်ပလက်ဝမြို့နယ် CNL ပါတီမှဝင်ရောက်ရှင်ပြိုင်ခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။ Generation Z လူငယ်များထက်ဒေါက်တာဆဆာကစာပေးဖို့ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဒေါက်တာဆဆာကသူ၏လူမှုကွန်ရက်စာမျက်နှာတွင်အင်္ဂလိပ်ဘာသာဖြင့် Generation Z လူငယ်များအတွက်မတ်လ၄ရက်နေ့တွင်စာရေးသားပေးပို့ခဲ့ပါတယ်။ရင်းစာထဲတွင်တတိပြောင်မြောက်ကြတဲ့တငယ်ချင်းများခမများတို့ကစာပေးပို့ကြတာတွေ့ရှိရပါတယ်။ဒီစာတွေအစီရင်ခံစာတွေကိုတကဘာတဝမ်းမှာရှိကြတဲ့ခေါင်းဆောင်တွေကသိရှိနိုင်ဖို့ကျွန်တော်ရဲ့ကြီးလေးတဲ့တာဝန်တစ်ရပ်ဖြစ်ပါတယ်။ကျွန်တော်ဟာခမများတို့ရဲ့အတန်ဖြစ်ပါတယ်။ကဘာတဝမ်းမှာရှိကြတဲ့အဆက်အသွယ်ပြုလုပ်ပေးကြတဲ့ကိုယ်စားလှယ်တစ်ယောက်လည်းဖြစ်ပါတယ်။အဲဒါကြောင့်ခမများတို့နဲ့အတူတကွလုပ်ငန်းလုပ်ဆောင်နိုင်ဖို့ကတိပြုထားပါတယ်။ပြည်သူများလွတ်မြောက်နိုင်ဖို့အသက်ကိုစတေးပြီးလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။စစ်အာဏာသုံးပြီးအတင်းအာဏာသိမ်းတဲ့သူတွေကိုခုံရုံးမှာတင်ရမှာဖြစ်တယ်။မြန်မာနိုင်ငံဟာဒီမိုကရေစီစနစ်ဖြစ်လာပြီးလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်လာပြီးတန်းတူမြတ်တူရှိတဲ့နိုင်ငံဖြစ်လာမယ်လို့ဖော်ပြထားပါတယ်။မြန်မာပြည်သူတန်းပေါင်း54တန်းဟာမတရားသည့်အတင်းအာဏာသိမ်းယူမှုဖြင့်စစ်တပ်အုပ်ချုပ်မှုအောက်မှာချိန်ချောက်မှုနီလန်ပေါင်းစုံခန်းစားနေကြရပါတယ်။ဒါတွေကိုကဘာကလက်ပိုက်ကြည့်မနေတော့ပဲအရေးယူကြဖို့အချိန်တန်ပြီလို့ဒေါက်တာဆဆာကရေးသားဖော်ပြထားပါတယ်။ကျွန်မချယ်ရီပါဆက်လက်ပြီးစက်မှုစိုက်ပျိုးရေးဌာနမှဝန်ထမ်း18ဦး CDM ပါဝင်လှူရှားမှုကိုတင်ဆက်ပေးပါမယ်ရှင်။ချင်းပြည်နယ်စက်မှုစိုက်ပျိုးရေး Department of Industrial Agriculture ဌာနချင်းပြည်နယ်စက်မှုလယ်ယာဦးစီးဌာနနဲ့ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံးဟာကမြို့တွင်ရာထူးအသီးသီးဖြင့်တာဝန်ထမ်းဆောင်ရရှိသောကျမတို့သည်မိမိဆန္ဒအလျောက် CDM တွင်တရက်3လ2021ရက်နေ့မှာစတင်ပါဝင်ရရှိရာမိမိတို့သည်မတ်လ1ရက်နေ့မှာစ၍ CDM လှုပ်ရှားမှုတွင်ပါဝင်ပြီးဖြစ်ပါသည်အကြောင်းရှိရရုံမတက်ခြင်းမဟုတ်ပဲတာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်းတာဝန်ထမ်းဆောင်ခဲ့သည့်ကာလတစ်လျှောက်နိုင်ငံဝန်ထမ်းဥပဒေနည်းဥပဒေအမိန့်ညွှန်ကြားချက်များနဲ့အညီတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးအထက်လူကြီးများအပေါ်မထီမဲ့မြင်ပြုခြင်းမဟုတ်ကြောင်း CDM တွင်ပါဝင်ခြင်းသည်တာဝန်မှနှုတ်ထွက်ခြင်းမဟုတ်ပဲမိမိတို့ဆန္ဒအတိုင်းငြိမ်းချမ်းစွာ CDM လှုပ်ရှားမှုတွင်ပါဝင်နေခြင်းဖြစ်ကြောင်းထို့ကြောင့်နိုင်ငံတော်အာဏာကိုပြည်သူကရွေးကောက်သည့်အစိုးရနိုင်ငံတော်အာဏာမရရှိသည့်၍ရုံးတက်မည်မဟုတ်ပါကြောင်းသဘောထားထုတ်ပြန်ခဲ့ပါရရှင်CDM လှုပ်ရှားမှုတွင်ဒူစီမှုအပါအဝင်သက်ဆိုင်ရာဌာနတာဝန်ရှိသူများ18ဦးပါဝင်ကြောင်းသိရှိရပါတယ်ရှင်
ဆောက်လုပ်ရေးရုံးဝန်ထမ်း100ကျော် CDM လှုပ်ရှားမှုတွေပါဝင်ကြောင်းတင်ဆက်ပေးပါမယ်ရှင်။ချင်းပြည်နယ်ဟာခမြို့နယ်ဆောက်လုပ်ရေးဦးစီးဌာန၏ဝန်ထမ်း100တို့သည်မန်လ3ရက်နေ့မှစ၍ CDM လှုပ်ရှားမှုတွေပါဝင်ကြောင်းသိရှိရပါတယ်ရှင်။ CDM လှုပ်ရှားမှုတွေပါဝင်လာခြင်းသည်အလုံးနှုတ်ထွက်ခြင်းမဟုတ်သလိုနိုင်ငံရေးပါတီအတွင်းပါဝင်ခြင်းလည်းမဟုတ်ကြောင်းတာဝန်ထမ်းဆောင်သည့်ကာလတစ်လျှောက်နိုင်ငံဝန်ထမ်းဥပဒေနည်းဥပဒေအမိန့်ညွှန်ကြားချက်နဲ့အညီတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးအထက်လူကြီးများပေါ်မထင်မဲ့မြင်ပြုခြင်းမဟုတ်ကြောင်းအာဏာသိမ်းစစ်အစိုးရလက်အောက်တွင်တာဝန်ထမ်းဆောင်ခြင်းမရှိသည့်အတွက်ငြိမ်းချမ်းစွာဆန္ဒပေါ်ထုတ်ခြင်းဖြစ်ကြောင်းသဘောထားထုတ်ပြန်ခဲ့ပါတယ်ရှင်။ CDM လှုပ်ရှားမှုတွင်လမ်းထူးမှ10မှဝန်ထမ်း15ဦးလမ်းထူး12မှဝန်ထမ်း19ဦးဟာခမြို့နယ်စောက်လုပ်ရေးဝန်ကြီးဌာနမှဝန်ထမ်း20ဟာခခရိုင်စောက်လုပ်ရေးဌာနမှဝန်ထမ်း29ဦးနဲ့ဒရိုက်တာ19ဦးဖြစ်ပြီးဖေဖော်ဝါရီလ10ရက်နေ့တွင်ဝန်ထမ်း9ဦးထပ်မံပါဝင်လာကြောင်းသိရှိရပါတယ်ရှင်။ဒါဟာကထမ်းမြန်မာဘာသာအစီအစဉ်ကိုဒီတင်ရနာခွင့်ပြုပါရှင်။ကြည့်ရှုသူပရိသတ်များအားလုံးအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျွန်မအက်စတာပါ။